အရင်တလောရဲချုပ်ကထုတ်ပြန်ထားတဲ့အတိုင်းအမြင့်ပါမကြံအောင်ရှင်းမယ်ဆိုတာအခုတလောသူတို့ကစပြီးတကယ်လိုက်စစ်စေးလိုက်ဖမ်းနေပြီနော်ရှင်ဒီနေ့ဆိုရင်တွေးလိုက်တာကလေရှင်တချို့နေရာတွေမှာတာဝန်ရှိကအငါတက်ခါထိတခါလိုက်ခောက်ပြီးဝင်စစ်တယ်လဲရှိတယ်လို့ကြားတယ်ပြီးတော့ဆေးတွေကိုလည်းတဆေးဝင်တဆေးထွက်ပြီးလိုက်စစ်တယ်ဒီနေ့ဆိုလဲဆေးတဆေးထဲမှာဝင်စစ်ပြီး9ဦးဖမ်းသွားတယ်မြန်မာနိုင်ငံသားက9ဦးပါတယ်ယောက်ျားလေး4ဦးမိန်းကလေး2ဦးပြီးတော့ကြံတဲ့အဲ့ဒီ4ဦးကလောက်အိုလူမျိုးရှင်အထောက်အထားမပြည့်စုံရင်လည်းဖမ်းတယ်ပြီးတော့ထိုင်းလူမျိုးပဲလုပ်လို့ရတဲ့အလုပ်ကိုရွှေ့ပြောင်းလုပ်သားတွေကဝင်လုံလဲဖမ်းသွားတယ်လို့ကြားတယ်ရှင်ဥမာဆိုင်ဆောက်အလုပ်ဆိုရင်လေကိုတထေကဘတ်လုပ်ပေးပြီးမှအကူကဆိုင်ဆောက်ခွင့်ရှိတယ်အဲ့ဒီဆိုင်ဆောက်ဖို့အတွက်ဘတ်ရှင်တကယ်လို့ကွာဆိုင်ဆောက်တယ်တထေကအဲ့ဒီလက်မှတ်ဘတ်မလုပ်ပေးတဲ့ရင်လည်းသူတို့ဖမ်းသွားတယ်လို့ပြောတယ်အခုတလုံးအားလုံးပဲသွား queue ဆိုင်ကြတော့ရှင်ကိုရဲ့ passport အထောက်အထားအားလုံးကိုဆောင်ကြပါပြီးတော့မကြပျောက်ပါစေနဲ့နေ့တိုင်းလို့ passport ပျောက်ကြpassport ပျောက်ကြတယ်ရောကောက်တွေ့တယ်ရောလာတိုင်တဲ့သူရှိလို့ရှင်သူများနိုင်ငံမှာနေတည်တရွေ passport ကအရေးကြီးဆုံးပဲမှတ်ပုံတင်လည်းရေးကြီးတယ်နော်ဘတ်လို့ဖို့မှတ်ပုံတင်တွေလည်းလိုအပ်တယ်အဲ့တော့မှတ်ပုံတင်ကိုလည်းတေချာတင်းထားကြပါရှင်မှတ်ပုံတင်လည်းတယောက်ပြီးတယောက်လာတိုင်ကြတာပျောက်နေတယ်ရောကောက်တွေ့တယ်ရောကောက်တွေ့ဆိုရင်တော့ကုတင်ပေးပိုင်ရှင်ကိုပြန်တွေ့ရလွယ်တယ်ဒါပေမဲ့ပျောက်သွားတယ်ဆိုရင်တော့ရွှေပြန်တင်ပေးကူညီတင်ပေးလဲပြန်တွေ့ဖို့ကလေရှင်10ခိုင်နှုန်းတော့မရှိဘူးထိုင်းနိုင်ငံကကျယ်ကြီးပြီးတော့ကောက်တွေ့တဲ့တူကဒါထိုင်းနိုင်ငံဆိုတော့ကောက်တွေ့တဲ့တူအများစုကထိုင်းလူမျိုးပဲဖြစ်မယ်အဲ့တော့သူတို့ကရွှေအိမ်ရဲ့ pic ကိုမတိတလို့ follow လဲလောက်ထားမှာမဟုတ်ဘူးအဲ့တော့ passport ပဲဖြစ်မပုံတင်ပဲဖြစ်ပြုတ်ကြရင်ပြန်ရှာရအရန်ခက်တယ်ရှင်ပါရမီနှခမ်းနီနဲ့ make up မှာလို့ရတယ်နော်ရှင်ပါရမီနှခမ်းနီနဲ့ make up မှာလို့ရတယ်နော်ရှင်